လက်ဝါးပြင်မှာပေါ့နော်ဆရာတို့ဒီအတက်လမ်းပေါ်မှာတွေ့ကံပါနေတယ်ပေါ့နော်အဓိကအားဖြင့်အတက်လမ်းပေါ်ကတွေ့ကံအကြောင်းကိုဒီနေ့မှာမျှဝေပေးနေတာဖြစ်တယ်ပုံမှာပြပေးထားတယ်ပေါ့နော်အတက်လမ်းပေါ်မှာတွေ့ကံပုံစံမှတ်သားလေးပါနေတယ်ထိုတွေ့ကံရဲ့ဥတီမှုကလည်းသူကဒီတနည်းနည်းကြောကုန်ဥတီထားတယ်အဲ့တော့ဒီလိုလက္ခဏာရှင်တွေကသူတို့ရဲ့ဘဝမှာငွေကြေးနဲ့ပတ်သက်တာတွေလောကီနဲ့ပတ်သက်တာတွေအကျဉ်းစီတွေဒီအရာတွေနဲ့ပတ်သက်တာတွေနဲ့ပတ်သက်တာတွေမှာပေါ့နော်အောင်မြင်မှုကံရှိတယ်ဆိုတာကိုပြတယ်အောင်မြင်နိုင်တယ်သူတို့လုပ်မယ်ဆိုရင်အောင်မြင်တယ်အဆင်ပြေတယ်ဆိုတာကိုပြပြီးနေတာဖြစ်တယ်ငွေကြေးကံနဲ့အရန်ကိုကောင်းတယ်ဘဝမှာငွေကြေးအမြောက်အများရရှိမယ်ဝင်ရောက်မယ်ပိုင်ဆိုင်နိုင်မယ်ဆိုတာကိုပြပြီးနေတဲ့အမှတ်သားဖြစ်တယ်နောက်ပြီးနေစရာတွေဟလာအိမ်တွေတိုက်တွေကားတွေစသဖြင့်ဒီလိုအရာတွေနဲ့လည်းဘဝမှာနေရတတ်တယ်ပေါ့နော်ပိုင်ဆိုင်ရတတ်တယ်နေထိုင်ရမယ်ရရှိနိုင်မယ်ဆိုတာကိုပြပြီးနေတာအိမ်ကြီးအိမ်ကောင်းဟလာတိုက်အိမ်ကားစက်ပစ္စည်းစသဖြင့်ဒါတွေနဲ့ပတ်သက်ပြီးတော့သူ့မှာကံရှိတယ်ပိုင်ဆိုင်မယ်ဆိုရက်ရမကံဆိုရက်ကံကိုဖော်ပြပေးနေတာဖြစ်တယ်အဲ့တော့ဆရာကတော့ရှင်းရှင်းလေးပဲလွယ်လင်းတကူပုံစံအနေထားနဲ့လက်ပုံနဲ့ပြပေးထားတယ်ဒီလိုပုံစံဒုတိယကံပါမယ်ဒီဒုတိယကံရဲ့ဥတီမှုကလည်းတနည်းလိုကြောင့်ဥတီထားတယ်ဆိုရင်အောင်မြင်မှုကံတွေမှာပို့ပြီးတော့ကောင်းစီနိုင်တယ်ဘဝမှာကိုလို့သူများကိုချင်စီများတွေဟာအစဉ်ပြေပြေနဲ့အောင်မြင်နိုင်တယ်ဆိုတာကိုပြပေးနေတာထီတွေနဲ့အကျိုးပြုအပ်ဆက်တယ်ထီတွေပေါက်တယ်လို့ဘဝမှာငွေတွေအမြောက်များဝင်မယ်ငွေကြီးအလုံးအင်းဝင်နိုင်တဲ့ကံရှိတယ်ဆိုတာကိုပြတယ်ပေါ့နော်အဓိကတော့ငွေကံကောင်းတယ်ငွေကြီးတွေတည်မြဲနိုင်တယ်ငွေကြီးတွေစုမိစောင်းမိမယ်ဘဝမှာပိုင်ဆိုင်မှုတွေများမယ်ဆိုတာကိုပြပေးနေတဲ့အမှတ်သားဖြစ်တယ်ချမ်းသာမှုကိုတင့်တယ်စွာရရှိခံစားနိုင်တယ်ဆိုတော့ကံဟောပြဒီလက္ခဏာရှင်ကြတော့ဒုတိယကံပါတယ်ပေါ့နော်ဒါပေမဲ့ကံအနေထားတော့အဲ့လောက်ကြီးထင်သလောက်ကောင်းတဲ့အတွက်ကြောင့်သူကသူ့ရဲ့ကျူးစားအားထုတ်မှုတွေလှုပ်ဆောင်မှုတွေကနေပြီးတော့ပို့ပြီးအဆင်ပြေမှုရရှိနိုင်တယ်ဆိုတာကိုပြပေးနေတဲ့အမှတ်သားဖြစ်တယ်ပေါ့နော်အဲ့တော့အသက်လမ်းပေါ်မှာတွေ့ကံပါတယ်တွေ့ကံကလည်းကိုယ်အထောက်အကူပေးထားတယ်ပေါ့နော်အဲ့တော့ဒီကိုအတွက်ပေါ့နော်ဒီကျမကြီးပတ်ဒီဟလာဒီຢာကြီးနဲ့ပတ်သက်ပြီးတော့လည်းအထောက်အကူပေးတယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့လည်းအထောက်အကူရမယ်အဆင်ပြေမှုရမယ်ဆိုတာကိုအဓိကဖော်ပြပေးနေတဲ့ထဲမှာပါတယ်ပေါ့နော်အဲ့တော့ဒုတိယကံကိုကြည်ပါကိုယ်မှာပါနေတာပေါ့နော်တူမတူတိုက်စစ်ပြီးတော့အကျိုးရမရကိုတိုက်စစ်လို့ရပါတယ်ပုံမှန်ပြပေးထားတဲ့အတိုင်းပါမယ်ဆိုရင်ဒီကြပါဆရာတို့အရှိမပြောခဲ့တဲ့အရာတွေကိုအရှိခံစား